ပါနန်းလေးအင်ချင်များနေကျိုးဆိုမိတ်ဆက်လိုက်ပါတယ်ဒီမှာခုမိတ်ဆက်ပေးမဲ့အိမ်လလေးတစ်လုံးကတော့မန်းလေးတိုင်းကူမဲမျိုးအောင်ချမ်းသာတရက်ကွက်မှာတည်ရှိပါတယ်မျက်နှာစာ24ပေပါရှည်ရတော့44ပေရှိပါတယ်ရေမီးအစုံကိုရောင်းစည်းလေးရတော့300ပါဒီအိမ်လေးကတော့ရန်ကုန်မန်းလေးလမ်းမိုင်နဲ့ဆိုလို့ရှိရင်2မိနစ်ပြီးတော့ကူမဲမျိုးစည်းကြီးနဲ့ဆိုလို့ရှိရင်3မိနစ်ခန့်ပဲဝေးပါတယ်မအောက်ထပ်မှာဆိုလို့ရှိရင်အေကန်ကစ်ချင်လေးနဲ့ပြီးတော့အိတ်ခမ်းလေးတစ်ခမ်းပါပါတယ်သူကအရန်ကိုလူစီကားတဲ့ရက်ကွက်ကလေးတစ်ခုဖြစ်ပါတယ်ရှင်ပြီးကြတော့အပေါ်ဓာတ်ကိုတက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါဗရန်ဒါလေးပါပြီးလို့ရှိရင်လည်းဝင်ချင်းဖူးတွေ့ရမယ်ဖျားကန်းလေးရဲ့နောက်အိတ်ခမ်းကျယ်လေးတစ်ခမ်းလေးလည်းပါပါသေးတယ်သူကရေမီးအစုံဒီအိမ်အပါနှစ်ထပ်ကလေးကိုရောင်းစီ300နဲ့ရောင်းချပေးမှဖြစ်ပါတယ်ရှင်အားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်